လူဆိုလို့ရှိရင်နှစ်ဖက်ဆောင်ရမယ်တဲ့အမြင်မျက်စိနှစ်မျိုးရှိရမယ်တဲ့လူတွေမှာအမြင်မျက်စိနှစ်မျိုးဆိုတာနံပါတ်1ကဘာတော့ဆိုရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နော်စီးပွားရှာနိုင်တဲ့မျက်စိဆိုတာစီးပွားရေးမျက်စိဆိုတာခုနပြောတဲ့ economy ကိုပြောတာနော်ဘယ်လိုစီးပွားရှာတဲ့မျက်စိလဲလို့ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားလာအောင်နော်တဖြည်းဖြည်းချမ်းသာကြွယ်ဝလာသည့်ထိအောင်ရောင်းဝယ်ဖောက်ကားစိုက်ပျိုးပါညာအကုန်လုံးပေါ့လူလောကမှာစီးပွားဖြစ်ထွန်းအောင်စီးပွားကြီးပွားတိုးတက်အောင်လုပ်တဲ့ဒီစနစ်တွေအဲ့ဒါဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခြုံငုံပြောလို့ရှိရင်အဲ့ဒီစီးပွားရေးမျက်စိဟာမျက်စိတစ်လုံးမှရှိသေးတယ်တစ်ဖက်ပဲရှိသေးတယ်မြတ်စွာဘုရားကနောက်တစ်ဖက်ရှိသေးတယ်တဲ့အဲ့ဒီနောက်တစ်ဖက်ကဘာလို့ဆိုရင် moral eye လို့ခေါ်တယ်နော်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရအောင်မယ်ဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာခွဲခြားပြီးသိနိုင်စွာရှိတဲ့ပညာရရှိရအောင်မယ်မှန်တယ်အဲ့ဒီနှစ်ခုစုံမှလူကောင်းလို့ခေါ်တာအေးစီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့လူတွေဘာဖြစ်လဲလို့ဆိုရင်ဘာပဲဘသူတွေတေးတိမ်ငတေးမှပြီးရောဆိုစီးပွားရှာနေကြတာကြည့်လေခဏခေတ်မှာစီးပွားရှာတာကြည့်လေမမမကန်ပစ္စည်းဥစ္စာတွေမမမကန်အစားအသောက်တွေနဲ့စီးပွားရှာတယ်နော်ဘယ်သူတွေဘာဖြစ်ဖြစ်ဆိုပြီးတော့စီးပွားရှာနေတဲ့လူတွေမရှိဘူးလားဆိုရှိတယ်ရှိတယ်အဲ့ဒါဘာလို့ဒီလိုဖြစ်ရတာတော့ဆို moral eye လို့ခေါ်တဲ့ဒုတိယမျက်လုံးမရှိတာဒုတိယမျက်လုံးမရှိတဲ့လူကတော့စီးပွားဖြစ်ပြီးရောအကုန်လုံးပဲသူ့ရဲ့စိတ်ဓာတ်ကအဲ့လိုပတ်စံရရင်ပြီးရောပေါ့ရှင်းရှင်းပြောရင်ပတ်စံရရင်ပြီးရောအကုန်လုံးပဲအဲ့ဒါစီးပွားရေးမျက်စိတစ်ဖက်တတ်တင်ရှိတာမြတ်စွာဘုရားကအဲ့ဒါဆိုမပြည့်စုံဘူးတဲ့ကိုချင်းတရားနဲ့ပြန်ထည့်ရကိုချင်းတရားနဲ့ပြန်ထည့်မှစီးပွားဖြစ်ရုံနဲ့မကြည့်ရဘူးကိုချင်းတရားမပျက်စီးစေရကိုချင်းတရားနဲ့ပြန်ထိန်းတာအကုသိုလ်နဲ့စီးပွားမရှာဘူးကုသိုလ်နဲ့ပဲစီးပွားရှာမကောင်းတဲ့အလုံးနဲ့စီးပွားမရှာဘူးသူများထိခိုက်မဲ့အလုံးနဲ့စီးပွားမရှာဘူးကောင်းတဲ့အလုံးနဲ့ပဲအများမထိခိုက်တဲ့နည်းနဲ့ပဲစီးပွားရှာမယ်လို့ဟောဒီနှစ်ခုထိမ့်ညှိပေးထားတာထိမ့်ညှိပေးထားတာစီးပွားရေးနဲ့ကိုချင်းတရားဒီနှစ်ခုကတွဲဖက်ပြီးတော့ထားကဲကိုချင်းတရားပြက်ပြားပြီးတော့စီးပွားပတ်စံရပြီးရောဘယ်လိုနည်းနဲ့ရှာပတ်စံရပြီးရောဆိုတဲ့လူတွေဟာကိုချင်းတရားပြက်ပြားလာသည့်အတွက်ကြောင့်နောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ဘယ်တော့မှမကောင်းဒီဘဝကောင်းတယ်ဆိုအောင်တော့နောက်ဘဝကောင်းမှုမရှိတော့ဘူးသူတို့ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကဒီနှစ်ခုထိမ့်ညှိပြီးတော့ထားမယ်လူတော်လူကောင်းဆိုတာဒီနှစ်ခုရှိစာပေကပြောတာဒွိစက္ခုလို့ခေါ်တယ်မျက်စိနှလုံးရှိတယ်မျက်စိနှလုံးရှိရမယ်မျက်စိနှလုံးစီးပွားရှာရတဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရဒီမျက်စိနှလုံးထိမ့်ချုပ်ပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်မှာတကယ်လူတော်လူကောင်းလို့ဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားဒါဘုရားဟောတဲ့အခြေခံတရားတွေပဲနော်အဲ့ဒီတရားဘယ်မှာရှိတာတုံးဆိုအင်္ဂုတ္တရနိကေအန္တသုတ်တံဆိုတာမြတ်စွာဘုရားဟောတာရှိအဲ့ဒီအန္တသုတ်တံမှာလောကလူသားတွေရဲ့အကျိုးရည်ညွှန်းပြီးတော့မြတ်စွာဘုရားစီးပွားရှာတာတောင်မှပဲတရားသဖြင့်စီးပွားရှာရမယ်လို့ဒီလိုဟောတာအကြောင်းမဲ့မဟုတ်ဘူးပြန်ပြီးတော့ထိမ့်ညှိပေးထားတဲ့သဘောအဲ့ဒါလို့ထိမ့်ညှိထားတဲ့လမ်းမှန်ပေါ်ကနေပြီးတော့လမ်းလွဲမသွားအောင်မြတ်စွာဘုရားကလမ်းကြောင်းကိုဖော်ထုတ်ပေးတာအဲ့ဒီလမ်းပေါ်လျှောက်သွားတဲ့ပုဂ္ဂိုလ်မှရလာတဲ့စည်းစိမ်ဥစ္စာလဲခိုင်မြဲတယ်ကိုချင်းတရားကောင်းမွန်သည့်အတွက်ကြောင့်မဟုတ်မတရားတွေလည်းမဖြစ်ဘူးတဲ့ကောင်းတဲ့ဘက်ကပဲသွားတယ်ဒီဒါကြောင့်မို့အန္တသုတ်တံမှာမြတ်စွာဘုရားကဒွိစက္ခုလူသားတယောက်ဖြစ်လာပြီဆိုလို့ရှိရင်စုံလုံးကမ်းနေတဲ့ပုဂ္ဂိုလ်မျိုးလည်းမဖြစ်ရဘူးတစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးလည်းမဖြစ်ရဘူးလုံးဝမျက်စိနှစ်ဖက်ရှိပြီးနှစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားပါအဲ့ဒီနှစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးဒီတာလေလူသားထဲမှာထူးခြားတဲ့ချီးမွမ်းတတ်တဲ့လူသားမျိုးဖြစ်တယ်လို့ဒီလိုဟောခဲ့တယ်အဲ့ဒါလို့ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာအကြောင်းမဲ့ဖြစ်လာနိုင်တာတော့မဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေဆိုတာရှိတယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အကြောင်းတရားဟာအမြဲတမ်းရှိနေတယ်
အဲ့ဒီမှန်ကန်တဲ့အကြောင်းတရားတွေကိုဆောင်ရွက်နိုင်မှသာလေမှန်ကန်တဲ့အကျိုးတရားဆိုတာဖြစ်ပေါ်လာနိုင်ဒါကြောင့်မင်္ဂလာလို့အောင်မြင်ကြီးပွားမှုဆိုတဲ့အကျိုးတရားရဖို့ရာအတွက်ထိုအောင်မြင်ကြောင်းကျင့်စဉ်တွေကိုလက်တွေ့လိုက်တာကျင့်သုံးကြဖို့အဲ့ဒါလိုလက်တွေ့လိုက်တာကျင့်သုံးခြင်းအပြင်လောကမှာအောင်မြင်ကြီးပွားမှုဆိုတာမိမိတို့ရဲ့အတိုင်းအတာတစ်ခုအရာရရှိလာမှာအတ္တသမပဏိတိတဲ့နော်ကိုကောင်းအောင်လုပ်ဖို့ရဒီဘဝလေးမှာမပြင်လိုက်ဘူးဆိုလို့ရှိရင်မသိတဲ့ဘဝတွေကအလွန်များတယ်ပြင်ရမှန်းတောင်မသိတဲ့ဘဝရောက်သွားလို့ရှိရင်ဘယ်လိုမှပြင်နိုင်မှာမဟုတ်ဘူးအခုဘဝမှာမကောင်းတဲ့ဇေယိုက်ဆိုးတွေကိုယ်တဏ္ဍာမှာရှိနေပြီဆိုရင်ဒီဇေယိုက်တွေကိုပြင်သွားကြရအောင်ပြင်သွားလို့ရှိရင်မကောင်းတဲ့ဇေယိုက်ဆိုးတွေဟာအတော်အသင့်နောက်ဆုံးမှာလုံးဝပြောင်းလဲသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့